အားလုံးပဲမင်္ဂလာပါဒီကနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ရေဂျုံထီယမ်ကန်ချီဘက်ကိုသွားကြမယ်ပေါ့နော်ဆက်ပတ်တန်ကားစီးပြီးတော့မှတော့ကန်ချီရာ3ခု4ခုလောက်ကိုရှိရပေါ့နော်ပတ္တရားမှာကပတ္တရားကန်ချီရှိရပြီးတော့လို့ရှိရင်ဂျုံထီယမ်ရှိရနောက်တစ်ခုကတော့ဒေါင်းထန်ကန်ချီပေါ့နော်ဂျုံထီယမ်နဲ့ဒေါင်းထန်ကန်ချီကကျွန်တော်တွဲရဒီနေ့က18ရက်နေ့ပေါ့နော်ပတရားမှာကတကြံက19ရက်နေ့မှာနောက်ဆုံးပေါ့နော်19ရက်နေ့နောက်ဆုံးဆိုတော့19ရက်နေ့မှာ share တွေပတ်ကြမှာဆိုင်ငယ်တွေပါတွေမောင်းပြီးတော့မှလဲတယ်ဆိုလို့ရှိရင်တော့တတိထားပေါ့နော်ရဲတွေကအရင်နှစ်ကတည်းကပို့ပြီးတော့မှများသလိုပဲ walking street ဘက်မှာတော့အခုချိန်ရေးတွေပါတွေပတ်နေကြပြီပေါ့နော်ဒီကနေပြီးတော့မှကျွန်တော်တစ်ခုပြပေးမယ်ပေါ့နော်ဒါက walking street ရဲ့ဒီဘက်ပေါ့နော် second row လမ်းလေးစုံဟိုဘက်ကကားတွေကိုစီးပြီးတော့မှသွားတယ်ဆိုလို့ရှိရင် Central Festival ရောက်မယ်ပြီးတော့ခဲ့လို့ရှိရင် Terminal 21 ဘက်ထိကိုရောက်တယ်ပေါ့နော်ဒါတော့ဒီထဲကိုဝင်သွားတယ်ဆိုလို့ရှိရင်တော့ Walking Street ထဲကိုရောက်ပါတယ်ကျွန်တော်တို့သွားမဲ့ဂျုံထန်ကားကကျတော့ဒီနားမှာပေါ့နော်အမှကားလေးတွေရက်နေရယ်7ဘန်ဆုံးချုပ်လေးတွေရက်နေရပေါ့နော်အဲ့ဒါစီးပြီးတော့မှသွားမှာဖြစ်ပါတယ်ဆောက်ပတ်တရားလမ်းဘက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေလမ်းကြည့်လိုက်ရင်ပေါ့နော်ပုံမှန်ကတော့ကားတွေကအဲ့ဒီဖုန်ကြီးကျောင်းနားလေးမှာရက်တာများတယ်ပေါ့နော်အဲ့ဒီ7ဘန်ကားလေးစီးပြီးတော့မှသွားတယ်ဆိုလို့ရှိရင်တော့ကမ္ဘာအကြီးဆုံး7-Eleven ဘက်ကိုရောက်ပါတယ်ဆိုတော့ဒီကမှလမ်းလေးစုံကတော်တော်လေးကိုအဓိကကျတယ်ပေါ့နော်โอเคကျွန်တော်တို့ကဂျုံထီယမ်ဘက်ကိုသွားမယ်ဆိုတော့ဒီဘက်ကနေပြီးတော့မှသွားရတယ်သူ့ကားသွားတဲ့အထာပေါ့နော်ကားထဲမှာလူပြည့်မှထွက်တာအနည်းဆုံး10ယောက်ပေါ့နော်အဲ့လောက်ရှိမှထွက်တာဆိုတော့ကိုကလာတယ်ဆိုလို့ရှိရင်လည်းကားထဲမှာလူမရှိဘူးဆိုလို့ရှိရင်စောင့်ရပါတယ်အဲ့လိုမျိုးမစောင့်ညင်ဘူးဆိုလို့ရှိရင်တော့ဒီအတိုင်းပေါ့နော်ဒီလမ်းအတိုင်းလမ်းလေးလျှောက်သွားလိုက်အဲ့တော့ကြမှာတွေ့တဲ့ကားကိုစီးသွားလိုက်ရတယ်မတွေ့တော့လေဒီနားပြန်လာစီးပေါ့ကျွန်တော်ရဲ့ရှေ့မှာတစ်စီးထွက်သွားတော့လူတော်တော်စောင့်ရမှာပေါ့နော်ဆိုတော့အခုဆိုလို့ရှိရင်လူက3ယောက်ကျွန်တော်နဲ့ဆိုလို့ရှိရင်4ယောက်ပဲရှိပါသေးတယ်အဲ့တော့အနည်းဆုံး10ယောက်လောက်တော့စောင့်ရမယ်ဆိုတော့ဒါပေမဲ့လည်းခဏလေးပါပဲ9မိနစ်10မိနစ်လောက်ဆိုလို့ရှိရင်လူကတန်နဲ့ပြည့်သွားတာပေါ့နော်โอเคကျွန်တော်တို့ကားကြီးနဲ့စပြီးတော့မှထွက်ပါပြီဒါစောင့်လိုက်ရတာ9မိနစ်တော့မှမကြာလိုက်ဘူးပေါ့နော်ဂျုံထီယမ်ဘက်ကိုသွားတယ်ဆိုလို့ရှိရင်တော့ကားမကြက်ရင်တော့9မိနစ်10မိနစ်လောက်ဆိုလို့ရှိရင်ရောက်ပြီပေါ့နော်โอเคကျွန်တော်တို့တွေရောက်ပါပြီ7ဘက်ပဲပြရပါတယ်ဒါဆိုလို့ရှိရင်တော့ဂျုံထီယမ်ကန်ချီရောက်ပြီပေါ့နော်အဲဒီတော့ကျွန်တော်လမ်းဖြတ်ပါမယ်ဂျုံထီယမ်ပတ္တရား beach ဒါဆိုလို့ရှိရင်ဂျုံထီယမ်ကန်ချီပါဒီကနေပြီးတော့မှဆိုလို့ရှိရင်ကော့အလန်ကျွန်းတောင်မှာကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဟိုဘက်မှာနေရအဲ့ဘက်မှာလာဝကယုံ immigration ယုံကလည်းဒီဘက်တက်သွားတယ်ဆိုလို့ရှိရင်လန်နံပါတ်9မှာရှိတာပေါ့နော်ဂျုံထီယမ်ကန်ချီကနေပြီးတော့မှရဲစခန်းဘက်ကိုသွားမယ်ဆိုလို့ရှိရင်ဒေါင်းထန်ကန်ချီရောက်တယ်ပေါ့နော်ရဲစခန်းလေးပဲချတာရဲစခန်းကအလဲမှာပေါ့နော်ဂျုံထီယမ်ဒီဘက်ဒေါင်းထန်ဟိုဘက်အမှန်တကယ်ကတော့ဒါကြီးကတစ်ဆက်ထဲပဲအဲ့တော့မှအကန့်လေးခွဲထားဖြစ်ပါတယ်အနောက်ကတော့ရဲစခန်းပေါ့နော်ဒီကနေပြီးတော့မှနဲလေးသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေဒေါင်းထန်ကန်ချီကိုရောက်ပါပြီဒီ 7-Eleven ကနေပြီးတော့မှလည်းဒေါင်းထန်ကန်ချီရဲ့နေဝင်လာကိုအေးစေးထိုင်ကြည့်လို့ရတယ်ပေါ့နော်အပေါ်ကနေဒါတော့ 7-Eleven အပေါ်ထပ်ကနေပြီးတော့မှမြင်ရတဲ့ view ပေါ့နော်ဆိုင်ကယ်ပိုင်းနဲ့လာတယ်ဆိုလို့ရှိရင်လည်း parking တော့ကပူကြမလို့အောက်နားလေးမှာလည်း parking ထိုးလို့ရတယ်ပေါ့နော်သူကဒါမျိုး mobile ကားလေးနဲ့ပေါ့နော်တေတူညဉ့်ညံမှုဘယ်လောက်ရှိတယ်ဆိုတာကိုတိုင်းတဲ့ဟာလေးနဲ့တခါတည်းထောင်ပြထားရပေါ့နော် LED ဘုတ်လေးနဲ့ဒီနေ့ဆိုလို့ရှိရင်ကာဗွန်မိုနောက်ဆိုက်ကတော်တော်လေးကိုနည်းတယ် air quality ကတော်တော်လေးကိုကောင်းတယ်ပေါ့နော်လေတိုက်တဲ့နှုန်းဘယ်လောက်ဘယ်ဘက်ကိုလေတိုက်နေတယ်အားစားသူကတခါတည်းပြထားပေးရဒီဘက်ကတော်တော်လေးကိုမိုက်တာပဲရေစခန်းရှိနာလေးမှာထိုင်ပြီးတော့မှလည်း exercise တွေပါတွေလုပ်လို့ရတယ်ပေါ့နော် exercise လုပ်တဲ့ဟာလေးတွေပါထားပေးရရေရဲ့အခြေအနေကဘယ်လိုလဲတော့မပြောတတ်ဘူးပေါ့နော်ဟိုဘက်ကစိတ်ပြီးတော့မှဒီဘက်ကကျတော့နည်းနည်းလေးမဲနေရရေထဲစိတ်မလို့ပါဆိုနေမှာဆိုတော့မစင်းတော့ဘူးပေါ့နော်
ဟိုးဘန်နာမှာ yacht တင်မောကိုကျွန်တော်တို့တွေဆွဲကြည့်တာပေါ့နော်လူရှိလားပေါ့ဘယ်သူမှမရှိဘူး yacht ပေါ်မှာဘယ်သူမှမရှိဘူးဂျုံထံဘက်ရောက်လာလို့လမ်းနံပါတ်5ဆိုလို့ရှိရင်တော့ဒါ immigration ရောင်းအဲ့ထဲမှာရှိတာပေါ့နော်ရက်60တိုးတာတော့ visa တိုးတာတော့ဘာလို့ညာတော့အဲ့ထဲမှာသွားပြီးတော့မှလုပ်လို့ရတယ်ဒီဘက်ကျွန်တော်တို့ဆက်လျှောက်သွားရဲဆိုလို့ရှိရင်တော့ညာစည်းတန်းတွေပါတယ်ရှိရပေါ့နော်ဆိုတော့ညာစည်းတန်းကတော့ကျွန်တော်မသွားတော့ဘူးဒီဘက်မသွားတော့ဘူးပေါ့နော်ဂျုံထံကမ်းခြေကတော့ဒါ horizon အစုံမဲ့ဟိုးဘက်ပေါ့နော်ဒီဘက်မှာကများတော့အားဖြင့်ပေါ့နော်ကျွန်တော်ကြည့်ကြည့်ရရုရှားလူမျိုးတို့အီတလီလူမျိုးတို့အီတလီစားတောက်ဆိုင်တို့ရုရှားစားတောက်ဆိုင်တို့ပဲတော်တော်များတယ်ပေါ့နော်တခြားအိန္ဒိယတို့တရုတ်တို့ဘာတို့ကျွန်တော်ဒီဘက်မှာတိတ်ပြီးတော့မှမတွေ့ဘူးရုရှားကတော့အများဆုံးပဲဒီဘက်ရလို့ရှိရင်အီတလီလည်းတော်တော်များများတွေ့ရပေါ့နော်ပြင်သစ်တို့အီတလီတို့ကသူတို့ကဒီဘက်မှာသူတို့ရဲ့ဂျက်ကာပေါ့ဗျာဟိုဘက်ပတ်တရားကမ်းခြေဆိုလို့ရှိရင်တော့အိန္ဒိယတို့တရုတ်တို့ရဲ့ဂျက်ကာပေါ့နော်အဲ့လိုမျိုးလေးကွဲနေတာ walking street နဲ့ swipe house နဲ့ကွဲတယ်လိုမျိုးလေးနည်းနည်းလေးကွဲနေတာပေါ့နော်ဒီဘက်မှာခုနကတော့ငါဟိုဘက်ကလူကဂျက်စကီစီးမလားဘာညာစီးဘူးတယ်လို့ပြောလိုက်တယ်ဘယ်မှာလဲတဲ့ချောင်းတာမှာလို့အဲ့လိုပြောလိုက်ဟိုးဘာမှာဂျက်စကီစီးနေတာကိုကျွန်တော်တို့တွေ zone ဆွဲပြီးတော့မှကြည့်လို့ရတယ်ပေါ့နော်ဟိုဘက်မှာလည်းနှစ်စီးဂျုံထန်ရဲ့ကန်ကြီးဟာတော်တော်လေးကိုလာတောင်နေပါလေကျွန်တော်တို့မြင်ရတယ်ပေါ့နော်တောင်နေမမြင်ရတော့မှတော်တော်ကြာပြီဒီဘက်လာမှပဲတောင်နေပါလေပြန်မြင်ရ view ကတော့ share ပဲဒါကတော့ဂျုံထန် second row ပေါ့နော်ဒီကနေပြီးတော့မှကျွန်တော်တို့တွေကားတားပြီးတော့မှအေးစစ်စစ်လေးစီးသွားလို့ရပါတယ်ဂျုံထန် beach road ကအမှန်ကတော့သူက two way ပေါ့နော်အဲ့ဒီကနေပြီးတော့မှကျွန်တော်တို့ကားတားစီးလိုက်ရတယ်အရင်တော့ပေါ့နော်အခုကသူတို့ကလမ်းကိုပြန်ပြင်နေတော့ဒီဂျုံထန် beach road ကိုကျွန်တော်တို့က one way လောက်ထားတယ်ဗျာပြီးသွားကြလို့ရှိရင်ဒီဘက်ကိုကျွန်တော် second road ပေါ့နော် second road ဆိုလို့ရှိရင်တော့အပြန်ပေါ့သူက one way ရော two way ရောနှစ်ခုစလုံးရတယ်ဒီနေ့မှာကျွန်တော်ဖတ်လိုက်ရတာကဒီဂျုံထန် beach road ကိုအဲ့ဒီဘက်မှာနေတဲ့လူတွေကဘယ်တော့ပြီးမှလဲပေါ့နော်အရင်တော့အဲ့လို two way ဘယ်တော့ပြီးမှလဲပါညာကြားရလဲကြားနေပြီဆိုတော့အစိုးရကတော့တည်တဲ့အတိုင်းပဲပြီးတော့မယ်ပေါ့နော်အဲ့တိုင်းလေးပဲဖြေထားတာအဲ့တော့ကျွန်တော်တို့ပြန်လာတော့ပါလို့ဆိုလို့ရှိရင်တော့ကားလာစီရတာက second row ဘက်ကနေပြီးတော့မှလာစီရတော့နည်းနည်းတော့နည်းနည်းလမ်းလျှောက်ရတယ်ပေါ့နော်ပတရားကမ်းခြေဘက်မှာအခုဆိုလို့ရှိရင်တော့ကျွန်တော်ထင်တယ်ဟိုဟာရေဒီပါတွေပတ်နေလောက်ပြီပေါ့နော်ဒီနေ့ကနေစပြီးတော့မှသူတို့ပတ်မယ်18ရက်နေ့နောက်ဆုံးရက်ပတ်တရားမှာကျွန်တော်19ရက်နေ့ဆိုတော့မနေ့ပြန်ရေဒီပါတွေတော့ပတ်နေလောက်ပြီနော်ဟိုရှိမှလည်းရေတွေကပတ်နေပြီကျွန်တော်ဒီကနေပြီးတော့မှကာတာစီမရမယ်ပေါ့နော်မဟုတ်လို့ရှိရင်မိုက်ခရိုဖုန်းရေးဆိုမှာโอเคတကြံဘန်ကောက်တို့ဘာတို့မှာတော့ပြီးသွားပြီပေါ့နော်ပတရားမှာတော့မနေ့ကကြမှာနောက်ဆုံးရက်မနေ့ကတော့တည်တဲ့အတိုင်းပဲ share လေတဲ့လူတွေဘာတွေဆိုလို့ရှိရင်လည်းဆိုင်ကယ်တွေဘာတွေမောင်းရင်ဘီယာတွေဘာတွေမတောက်ထားနဲ့ပေါ့နော်ရဲတွေကနေရာတော်တော်များများမှာစောင့်ပါပေါ့နော်အခုဆိုလို့ရှိရင်လည်းကျွန်တော်လမ်းလျှောက်ပြီးတော့မှလာအဲ့လိုဆိုင်ကယ်တားပြီးတော့မှဖမ်းနေတဲ့နေရာတွေကအများကြီးပဲပေါ့နော်နိုင်ငံသားတွေရောထိုင်းတွေရောအကုန်စုပြီးတော့မှဖမ်းထားတာတွေရှိတယ်အဓိကကတော့ရင်မောင်းလိုင်းစင်ရဲ့အုတ်ထုတ်ရဲ့ပေါ့နော်အဲ့ဒါအဓိကစစ်တယ်သူတို့မတင်ကတော့မှတောက်ထားလားမတောက်ထားလားမှုတ်တဲ့ဟာနောက်မှာပေါ့နော်ဆိုတော့မနေ့ကလယ်မဲသူတွေရှိရဲဆိုလို့ရှိရင်ဆိုင်ကယ်တွေဘာတွေမောင်းရင်အားလုံးပဲသတိထားပြီးတော့မှမောင်းကြပါရင်မောင်းလိုင်းစင်ရှိမှပဲဆိုင်ကယ်မောင်းတာကပို့ပြီးတော့မှအဆင်ပြေပါတယ်โอเคဆိုတော့အားလုံးပဲဒီနေ့ vlog ကတော့ဒီလောက်ပဲပေါ့နော် peace နောက် vlog နဲ့ပြန်လာခဲ့မယ်